Alo Mingala Bamio de Nakabawa Saili Jija, no? Go bade, the Jane, the Jane, don't Jane, Lady, Lee bade, Chow bade, Hobby no? Lee, sorry, Chow Lee, go Pionier, alone bio, go Lee, Chow, Nakabawa, Pietwa, Pietwa, I am Nibido. Allah, Banani Charo, so. Con said Chogani, she said Chogo Dwami. She the Choguni Yabi Surane. DJ ni Sojan, no? Sojame Suro, Genoru, a Jamini Chijama, no? DJ Shijimia, Sojan, no? Hobby, Ala Sui. Good than a dongune, good than a dongune, my child. Dear. ကိုလိုဖြစ်လာတယ်အဲ့ဒီ93ခုနှစ်ကနေပြီးတော့2003ရောက်ပြီเนาะဒီချိန်လေးဆော့မယ်เนาะ8ချိန်ဟုတ်ပြီเนาะအဲ့ဒါဆို2016ကနေပြီးတော့168လို့နခတ်ပါဝါလေးဖြစ်တာနဲ့26ကိုတွားဆော့ကြမယ်เนาะဒီ26ဒီအချိန်ကိုဆော့ကြမယ်ဟုတ်ပြီเนาะအဲ့ဒါကြည့်ကြမယ်သူတို့ဘာလို့လုပ်တုံးဆိုတဲ့သဘောလေးကိုချုပ်ကြည့်ကြမယ်နော်ခဏလေးနော်ကျွန်တော်တို့ပုံသေးလေးတစ်ခုနဲ့စမ်းပြီးသွားကြမယ်ပေါ့နော်ဘယ်လိုသွားမလဲဆိုတော့ဒီမှာရှိတာ1ထိပ်6ခါ5တဲ့ဒါဆိုရင်ဒီသုံးလုံးဒီကျွန်တော်2လို့မှတ်ခဲ့မယ်နော်ဒီသုံးလုံးဒီ2နောက်တစ်ခါ3 4နဲ့သွားမယ်ဟုတ်ပြီနော်နောက်သုံးလုံးဒီ1နဲ့သွားမယ်4 3ဆိုရင်1ဒီမှာ2เนาะဒီမှာ1ဒီမှာ1ကနောက်တစ်ခါ2ဖြစ်မယ်3ဖြစ်မယ်ဒီမှာ2ပြီးရင်3 4ဖြစ်မယ်ဟုတ်ပြီเนาะ6 1 5ဒီသုံးလုံးဒီ2 4 3ဒီသုံးလုံးဒီ1ပြီးကြမှာဒီပေါ်အဖြေရှိကြမယ်เนาะဟုတ်ပြီ2 5 6ဒီသုံးလုံးဒီ3 4 5 3ဒီသုံးလုံးဒီ2နောက်တစ်ခါ3နောက်တစ်ခါ4အဲ့ဆိုရင်1 6ခွန်ထိတ်ဒီသုံးလုံးဒီ4အဲ့ဒါဆိုရင်4 2ခွန်နောက်သုံးလုံးဒီ3ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာနောက်သုံးလုံး3ဒီသုံးလုံးဒီ4ညစဖြည့်ကြမယ်စဖြည့်ကြမယ်ဆိုတော့6 1 5ဒီသုံးလုံးဒီ2လို့ဖြစ်တာ ਨੇ ဒီနောက်သုံးလုံးဒီ1လို့ဖြစ်ပြီတဲ့အဲ့လိုဖြစ်ပြီဆိုတာ ਨੇ ကျွန်တော်တို့ကဟလာတစ်ချိန်နှစ်ချိန်သုံးချိန်4အပိတ်က4အပိတ်တဲ့ဟုတ်ပြီနော်ဒီ4ဒီအပိတ်ကအပိတ်ပုံသေးပဲပိတ်မှာဒီသုံးလုံးဒီ1နေရမယ်နော်သုံးလုံး1တယ်နော်ဒီ4ဒီအပိတ်ဒီသုံးလုံးဒီ1မယ်နောက်တစ်ခါ2မယ်နော်အဲ့ဒါဆိုရင်1 2 3ဒီ9ဟုတ်ပြီနော်ဒီ9ကိုယူပြီနော်အဲ့ဒါဆိုရင်ဒီ9နဲ့ဒီ9နဲ့
4ချိန်က5ပိတ်3ချိန်ကခွန်ပိတ်အဲ့ဒီ85ကတတွဲအဲ့ဒါဆိုရင်ဒီ3လုံးနှစ်ဖြစ်တော့5ပါလာပြီဟုတ်ပြီနော်5ထိရပြီ4ပိတ်ရပြီ5ခွန်4ဒီ4ဒီအပိတ်ဒီ9နဲ့ဒီခွန်ဒီတတွဲကြမလားတစ်လုံးကြမလားနှစ်မျိုးစဉ်းစားဟုတ်ပြီနော်အဲ့ဒါဆိုရင်5ခွန်4အဲ့ဒါကိုမှရှေ့ပေါင်းချင်းပြန်ကြည့်မယ်ဒီကနေပြီးတော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်4ကြိမ်စဉ်2 9 1လို့ဖြစ်တာနဲ့ဟာဒီပေါင်းနဲ့2ဒီရှေ့ပေါင်း2 50ခွန်နဲ့ရှေ့ပေါင်း2ဒီ3လုံး2နော်1 9 2ဆိုတဲ့2ကိုမှရှေ့ပေါင်း2ဒီ3လုံး1ဖြစ်တာနဲ့ဒီ4ဒီအပေသူ့တပင်ကျော်က50ခွန်အတွဲမင်္ဂလာပါမျိုးတွေကြည့်မယ်နော်ဒီ3လုံးဒီ2တဲ့အဲ့လို2လို့ဖြစ်တာနဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ဟာဒီ3ပိတ်က3ပိတ်3လုံး2လည်းဖြစ်တယ်3ကလည်းပိတ်ပြီဟုတ်ပြီနော်ဒီ3လုံးဒီ3လို့ဖြစ်တာနဲ့နော်သူ့တပင်ကျော်က3ည3အတွဲဟိုက်3ည3အတွဲဟုတ်ပြီနော်3ည3အတွဲဒီ6ပါမလားနော်ဒီ3ည3အတွဲပါလားနော်ဒီ3ကအပိတ်ရတာနဲ့ဒီ3ညသည်ဒီ3ညဆိုတော့တော့ဒီမှာ3ည3လို့ရိုက်မယ်ပုံစံပေါက်တာဒါပေမဲ့အဲ့လိုမဟုတ်ဘူးနော်အဲ့တော့3ည3တွဲဥမှာတစ်ကြိမ်နှစ်ကြိမ်3ကြိမ်ဆင်းလိုက်တဲ့1 6 9ဒီ3လုံးဒီ6လို့ဖြစ်တာလေရှေ့ပေါင်း6ဒီနေရာမှာရိုက်ကြဆိုလို့ရှေ့ပေါင်း6ဆိုလို့ရှိရင်3ညတစ်လုံးနဲ့ခေါ်ပြီး6ပဲထည့်ရတော့မှာဒီ3ကအပိတ်ရတာလေဒီ3ညက6ဖြစ်အောင်ထည့်မယ်ဆိုလို့ရှိရင်သူ့ထည့်လို့ရှိရင်3ဘူးကြီးထည့်ရင်3ထွိုင်ဒါပေမဲ့3ထွိုင်နဲ့သူကရရမှာ6 3ည3ဆိုတဲ့ကဏ္ဍပရိဋ္ဌတ်မယ်ကဏ္ဍလွဲမယ်3ထွိုင်ရဲ့6 3ည3ရဲ့နှစ်ကွက်ထွက်မယ်ဟုတ်ပြီနော်အဲဒုတိယပြီးသွားပြီတတိယကြည့်ကြမယ်ဒီ3လုံးဒီ3လို့ဖြစ်တာနော်ခွန်ဘိတ်လို့ခေါ်တဲ့ချိန်မှာ1 2 3အဲ့ဒီခွန်ဘိတ်ကခွန်ဘိတ်ပဲ3လုံး3လည်းဖြစ်တယ်ခွန်ဘိတ်လည်းရသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်မျိုးတွေစဉ်းစားမယ်1 6ခွန်ဒီ3လုံးဒီ4လို့ခေါ်တော့ခွန်ထိတ်ခေါ်ထားပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်သူ့တပင်တက်4ခွန်အဲ့ဆို40ခွန်အတွဲထည့်မယ်ဟုတ်ပြီနော်ခွန်ရှိတော့ခွန်ပိတ်ရှိတယ်ခွန်ထိတ်ရှိတယ်တို့က4ခါကတ်လိုက်ရင်ခွန်4ခွန်ဟုတ်ပြီနော်ခွန်4ခွန်လို့ကတ်တယ်နဲ့ဒီပိုင်းနဲ့တည်း1 2 3 4ချိန်ဆင်းလိုက်3 9 2 3 9 2ဒီ4လို့ဖြစ်တာနဲ့ရှေ့ပေါင်းချင်း4ထွက်မှာလားရှေ့ပေါင်းချင်း4ထွက်ခဲ့လို့ရှိရင်ခွန်4ခွန်ဆိုရင်ရှေ့ပေါင်းချင်း4မရဘူးဒါပေမဲ့သူ့ရဲ့ပုံစံကစော့မယ်ဆိုရင်ဒီခွန်ဒီအပိတ်ဒီ4ဒီတစ်လုံးပါမယ်ဒီမှာခွန်ထပ်ပြီဒုတိယကနဲ့သွားဆင်းတယ်နော်ဒုတိယကကိုဒီခွန်ခွာနှလုံးကတစ်လုံးဆင်းသွားပြီဒီခွန်ထည့်မယ်ဆိုရင်ရပြီအဲ့တော့ဒီ4ခါထည့်မယ်အောက်ကထုတ်လိုက်တဲ့ဒီပေါင်းချင်းဒီ3လုံးပေါင်းချင်း4ဆိုလို့ရှိရင်ရှေ့ခွန်ဘူးထဲမှာ4အဲ့ဒါဆိုရင်ခွန်4ခွန်ထွိုင်ဘာလို့ခွန်ထွိုင်မှာထိုးတာတော့ဆိုတော့တိပရိတ်ဆောင်ကိုထွိုင်အပြီးပေါက်တိပရိတ်ဆောင်ကိုထွိုင်အပြီးပေါက်ငွေကနေပြတာရှိရနော်
ဒီမှာတစ်ပရိတ်ဖြစ်လို့တစ်ပရိတ်နဲ့ထွိုင်ဆိုလို့ရှိရင်ခွန်ထွိုင်လည်းရှိတယ်ဒီတစ်ပရိတ်ဆောင်ဒါမွေးကင်းနဲ့ပေးပြီးသားနော်မျိုးတွေကိုဟုတ်တယ်နော်တစ်ပရိတ်ဆောင်ခွန်ထွိုင်တစ်ပရိတ်ဆောင် sorry တစ်ပရိတ်ဆောင်ခွန်ထွိုင်တစ်ပရိတ်ဆောင်ခွန်ထွိုင်ကိုးပရိတ်ဆောင်ကို3ထွိုင်နှစ်ပရိတ်ဆောင်ကို4ထွိုင်တုံညာပရိတ်ဆောင်ကိုတုံညာထွိုင်ဆိုကျွန်တော်မွေးကင်းနဲ့ပေးထားနော်အကျိန်တိုင်းကဏ္ဍလေးတွေပေးထားတယ်အဲ့ဆိုရင်ဒီဘွဲမှာပရိတ်တစ်ဖြစ်ခဲ့လို့4ခွန်4ဆိုတဲ့ကဏ္ဍထိုးပြီးလို့ရှိရင်ခွန်ထွိုင်နဲ့ထည့်ထိုးရမှာနော်ဘာလို့လဲခွန်ပိတ်ခွန်ထိတ်ကူမှာဒီအောက်ကတက်လာတဲ့ဒီ4ကြောင်ရှေ့ပေါင်း4ပါဆိုလို့ရှိရင်ခွန်ထွိုင်ဟုတ်ပြီနော်မျိုးတွေခွန်4ခွန်နဲ့ခွန်ထွိုင်8ကြိမ်အတွက်နော်ကဲအားလုံးမင်္ဂလာပါမျိုးတွေတဲ့